ရှိတော့ကဘရင်ကြီးတစ်ပါးမှာယူပဆန်နီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်။ယူပဆန်နီလေးဟာဘရင်သမီးတော်လေးဖြစ်တဲ့အပြင်ရုပ်ရည်ကလည်းအင်မတန်ချောမောလုံးလို့နန်းတော်တစ်ခုလုံးမှာသူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့အားလုံးကဖူးဖူးမှုတ်ထားတာပေါ့။အဲဒီလောက်ကံကောင်းပြီးချောမောနေပေမဲ့ယူပဆန်နီဟာလှသထက်ပိုပြီးလှကျင်လို့အချိန်ရှိတဲ့၍အလှပဲပြင်းနေတယ်။စာပေပညာလည်းတိတ်မသိမင်းကလေးတွေတက်အပ်တဲ့ပညာရက်တွေကိုလည်းမလေးလာပဲလှဖို့တစ်ခုတဲပဲစဉ်းစားနေတယ်တဲ့။ဒီနေ့တော့သူ့ရဲ့ထိန်းတော်ကတောဆန်နားမှာနေတဲ့ပုံသားတစ်ယောက်ကချုံမောလှပလာအောင်မမ်းမှုတက်တယ်လို့ကြားသိခဲ့ရပါတယ်။သခင်မလေးလိုရှောက်တင်လိုက်တယ်။ယူပဆန်နီလည်းချက်ချင်းဒီသတင်းဟာအမှန်ပဲလာဝမ်းသာလိုက်တာလို့ပြောပြီးပိုးလာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်။အဲဒီနောက်တော့ယူပဆန်နီလေးဟာခမဲတော်မင်းကြီးမသိအောင်နန်းတော်တွေကနေတောဆန်နာကပုံသားကြီးရှိရာကိုတိတ်တဆိတ်ထွက်လာခဲ့တော့တယ်။ကန်တောင်းစွာပဲပုံသားကြီးနဲ့တခါရဲတွေးလို့ယူပဆန်နီလေးကအိုပုံနာကြီးကျမကိုလှပလာအောင်နီးလန်းကောင်းလေးများရှိရင်ပြောပြပေးပါအောင်လို့မေးလိုက်တယ်။ဒီအခါပုံနာကြီးကသမီးတော်လေးတင်ဟာလှပြီးသားပဲမလိုအပ်တော့ပါဘူးလို့ပြန်ပြောတယ်။ဒီထက်ပိုပြီးလှကျင်လို့ပါကုညီပါဦးပုံနာကြီးရဲ့လို့ယူပဆန်နီကအတင်းတောင်းဆိုတော့တယ်။ပုံနာကြီးလည်းကဲပြောမရတော့လဲကုညီပေးရတာပေါ့လို့ပြောပြီးယူပဆန်နီကိုထူးဆန်းတဲ့ပလဲလေဆွဲလေးတကုံထုတ်ပေးလိုက်တယ်။ဒီလေဆွဲဟာကျွန်ုပ်ကိုယ်တိုင်ယူပမန်နန်တော်နဲ့မမ်းမုတ်စီရင်ထားတဲ့လေဆွဲဖြစ်ပါတယ်။ဒီလေဆွဲကိုစင်မြန်းလိုက်တာနဲ့တင်ဟာဆောင်ဘူးတစ်ခွင်မှာအချောဆုံးအနာဆုံးမိန်းကလေးဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ဒီလေဆွဲကိုကန်ချွတ်မိလိုက်တာနဲ့တင်ဟာအိုမင်းရင်ရောသွားပြီးအကြီးတန်းရုပ်ဆိုးသွားရလိမ့်မယ်။ကဲတင်ဘလို့သဘောရလဲလို့ပုံနာကြီးကယူပဆန်နီမင်းသမီးလေးကိုပြောလိုက်တယ်။ယူပဆန်နီမင်းသမီးလေးဟာအနာဆုံးဖြစ်ဖို့ပဲအရေးကြီးနေလို့ကျန်နာကိုဘာမှတွေးမနေတော့ဘဲကိစ္စမရှိပါဘူး။အမြဲတမ်းနှနေအောင်အမြဲတမ်းဝတ်ထားမှာပေါ့အလွယ်တကူပြောလိုက်တယ်။အဲဒီနောက်မှာတောမင်းသမီးလေးဟာပုံနာကြီးစီကနေဆွဲကြိုးကိုယူပြီးဝစ်ဆင်လိုက်တော့တယ်။ယူပဆန်နီလေးလည်းဝမ်းသာအားရနဲ့နန်းတော်ကိုပြန်လာခဲ့တော့တယ်။နန်းတော်ရောက်တဲ့အခါမှာယူပဆန်နီလေးကိုခမဲတော်ဘရင်ကြီးကတွေးလိုက်တော့အယမ်းအံ့ဩသွားတယ်။သမီးတော်ရဲ့ဒီလောက်လှလွန်းတော့သမီးတော်အတွက်အနေရများလုံးပါတယ်။အဆအမှာတတိထားနေပါကွယ်လို့ဘရင်ကြီးဆုံးမလိုက်တယ်။ဒါပေမဲ့ယူပဆန်နီလေးဟာမတိဟန်ပြုတ်ပြီးဘရင်ကြီးရှေကထွက်ခဲ့တယ်။သူ့ရဲ့စိတ်ထဲမှာတော့သူ့အလှအတွက်အရန်ဝမ်းသာနေတာပေါ့ဒီလိုနဲ့ယူပဆန်နီလေးဟာအတိုင်းတိုင်းပြည်ရဲ့ဘယ်မင်းသမီးကမှမရှင်းနိုင်အောင်ချောမောလှလုံးနေတော့တာပေါ့ဒီနေ့မှာတော့ယူပဆန်နီလေးကအင်းနဲ့တော်တွေကရေကန်တော်မှာပဲအမြဲချိုးနေရတာငါစိတ်ထဲမတန့်ရှင်းဘူးနမ်းမျိုးတောင်ဘက်ကကြည်လင်အေးမြပြီးအတွင်စီးစိမ့်နေတဲ့ကြောက်ဆက်ရည်စမ်းချောင်းလေးမှာသာရေသွားချိုးလိုက်ရရင်ငါရဲ့အသားရည်တွေဟာဒီချက်ပူပြီးစိုးကေးလှပလာမှာပဲလို့စဉ်းစားမိတယ်ဒါကြောင့်မေရိုစီမှာသွားရောက်ပြီးခွင့်တောင်းကြည့်တယ်ဒါပေမဲ့မေရိုကမြို့ပြင်မှာသားရဲတရိษံတွေကပေါ်များလာပါပြီနဲ့မေရိုခွင့်မပြုနိုင်ဘူးသမီးတော်တို့ပြန်ပြောလိုက်တယ်မေရိုမိဖုရားခွင့်မပြုတော့ယူပဆန်နီလေးဟာတိတ်ဆိတ်ညစ်သွားတယ်ဘယ်ထိန်းတော်တွေကမှလည်းမိဖုရားကြီးရဲ့အမိန့်ကိုလွန်ဆန်ပြီးမပို့ရဲကြရှာဘူးပေါ့ဒီတော့ယူပဆန်နီလေးလည်းသူ့ဆုံးဖြတ်ချက်အတိုင်းဘသူမှမသိအောင်တိတ်လေးထွက်လာခဲ့တယ်စမ်းချောင်းလေးနားရောက်တော့သူ့သဘောကျတွင်စီးနေတဲ့စမ်းချောင်းရီထဲဆင်းပြီးရေချိုးတော့တာပေါ့ယူပဆန်နီလေးဟာဒီလိုနဲ့စမ်းချောင်းထဲမှာရေချိုးနေရင်ကြောက်တုံးတုံးကိုချော်နေမိပြီးရေရဲကိုလဲကျသွားတော့တယ်။စမ်းချောင်းလေးဟာတိတ်မနှက်ပေမဲ့ရေစီးနေတော့ယူပဆန်နီလေးဟာရေစီးထဲမှာမျောပါမလို့ဖြစ်သွားတယ်။အဲ့ဒီအချိန်မှာသူ့လေပင်ကပလဲလေဆွဲလေးဟာရေရဲကိုပြုတ်ကျသွားတဲ့။အဲ့ဒီအချိန်မှာသူ့အနားကိုကူးလာတဲ့ငါကြီးတကောင်ကမြင်ပြီးအစာမက်လို့ထိုးဟပ်သွားတယ်။ချက်ချင်းပဲယူပဆန်နီလေးလည်းချောမောလာပနေရကမြေကြီးတန်နဲ့အဖွားအိုကြီးပုံဖြစ်သွားတော့တယ်။ဒါကြောင့်ငါကြီးရဲ့နောက်ကိုချက်ချင်းရေကူးပြီးအမိလိုက်ပေမဲ့ငါကြီးကိုမတွေ့ရတော့ဘူး။ဒါပေမဲ့ဇွဲမလျှော့ပဲစမ်းချောင်းလေးစီစင်းရလန်းတလျောက်လိုက်ရှာနေမိရဲ့။အဲ့ဒီအချိန်မှာပလဲလေဆွဲကိုထိုးဟပ်သွားတဲ့ငါကြီးကိုတန်ငါသေးတူးကဖမ်းမိသွားတယ်။တန်ငါတီလည်းအိမ်ရောက်လို့ငါရဲ့ပိုက်ကိုခွဲမိတော့အထဲကနေပလဲလေဆွဲကထွက်ကြလာတာပေါ့။ဒါနဲ့တန်ငါတီလည်းလေဆွဲကိုကင်ပြီးတအန်တော်နဲ့ငီးကြည့်နေတော့တန်ငါတီရဲ့နောက်နားကတစ်ပင်ပေါ်ကရိုင်းတကောင်ဆင်းလာပြီးပလဲကုန်းကိုတုတ်ချီပြန်ပြေးသွားတယ်